2025 ခုနှစ်မှာအကောင်းဆုံးဖြစ်မဲ့တွဲဆိုင်တွေကိုချပြလာတဲ့ One Championship အားလုံးမင်္ဂလာပါ One Championship ကတော့2025 ခုနှစ်မှာအကောင်းဆုံးဖြစ်မဲ့တွဲဆိုင်တွေကိုချပြလာဖြစ်ပါတယ်ဒီပွဲစဉ်ထဲမှာနာမည်ကျော်ပြီးမှစောင့်ဆောင်ရည်မြင့်မားတဲ့ကစားသမားတွေနဲ့ပွဲတည်ထားတာပါဆိုတော့ပွဲစဉ်ထဲမှာဘေးတွဲဆိုင်တွေပါပြီးဘေး fighter တွေနဲ့ပွဲတည်သွားမလဲဆိုတော့ကိုပြောပြသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်အစီအစဉ်မစခင်ကျွန်တော်ရဲ့ channel ကို like and subscribe ပြုလုပ်ပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ဆိုတော့အစီအစဉ်ကိုစလိုက်အောင်ပါပွဲကျင်းပမယ့်နေရာကတော့ဂျပန်နိုင်ငံတိုကျိုမြို့မှာဖြစ်ပြီးမှစံတော်ချိန်ည4နာရီကနေ12နာရီအတွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်ဆိုတော့ဂျပန်မှာရှိတဲ့ One Championship ပရိသတ်တွေအတွက်ကတော့အခွင့်အရေးကောင်းပါဒီပွဲစဉ်ထဲမှာတွဲဆိုင်14ခုပါတယ်14ခုမှာ73ခုကအမျိုးသားတွဲဆိုင်တွေဖြစ်မှာတပွဲသေးပဲမျိုးသမီးတွဲဆိုင်ပါဆိုတော့တော်တော်လေးကြည့်လို့ကောင်းမဲ့ပွဲလို့ဆိုရမယ်အမျိုးသမီးတပွဲကလည်းတော်တော်လေးစွမ်းဆောင်ရည်ကောင်းတဲ့အမျိုးသမီး2ယောက်ကိုပွဲတည်ထားတာပါတယောက်ကတော့ထိုင်းနိုင်ငံတူနဲ့ဂျပန်နိုင်ငံတူကိုပွဲတည်ထားတာပါဒီပွဲစဉ်ထဲမှာတွဲဆိုင်14ခုရှိတဲ့အနက်မှာတွဲဆိုင်12ခုကိုဂျပန်ကစားသမားတွေနဲ့ပဲပွဲတည်ထားတာပါဒါကိုကြည့်ချင်းအဖြစ် One Championship အနေနဲ့ဂျပန်ဇက်ကွက်ကိုဦးတည်ထားမှအရန်တိတာလွန်းပါတယ်အရန်တွဲဆိုင်တွေကလည်းစမ်းဆောင်ရည်ကောင်းတဲ့ fighter တွေဖြစ်တဲ့ဒီ Surian Lat တို့ Andrea Lee တို့ဒီဂျပန် fighter တွေအဲ့လိုမျိုးဟာနေပဲပွဲတည်ထားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်က Championship 5တွဲနဲ့main event တစ်ခု Rocktan နဲ့ Takeru တို့ရဲ့ပွဲကိုပဲအဓိက highlight လုပ်ပေးချင်ပါတယ်နံပါတ်1အနေနဲ့ Predator နဲ့ Kena တို့ရဲ့ပွဲစဉ်မှာသူတို့နှစ်ယောက်ကတမွေတန်းချန်ပီယံကိုလို့ရမှာဖြစ်ပါတယ် Predator ကတော့မွေထိုင်း kickboxing background ကနေလာပြီးမှ Kena ကတော့ karate background ကနေလာတာဖြစ်ပါတယ်နောက်သွေးဆိုင်တစ်ခုကတော့ Jonathan နဲ့ Sam A တို့ရဲ့ပွဲစဉ်မှာJonathan ကမွေထိုင်းလောကမှာ kickboxing လောကမှာကျင်းလည်နေတာတော်တော်လေးကြာပါပြီအသက်က25နှစ်ပဲရှိသေးတယ်တကယ်တက်လူအရွယ်ကောင်းစွမ်းဆောင်ရည်တော်တော်လေးကောင်းသေးတဲ့ fighter ဟုတ်တယ်knock out power လည်းရှိတယ်ဆိုတော့ Sam A ကတော့မွေထိုင်းလောကနဲ့ kickboxing တော်တော်လေးဝါရင် fighter လို့ပြောလို့ရတယ်ဒါပေမဲ့ One Championship မှာကသူ့အနေနဲ့ the boy တဲ့တာထိုးရသေးတယ်ဒီထက်မှလည်းသူက knock out နဲ့အနိုင်ရထားတာနှစ်ယောက်စလုံးက knock out power ရှိတယ်ဒါပေမဲ့ Sam A ကသူမထင်တယ်လို့မျိုးလုံးပြတတ်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ် One Championship မှာက Jonathan 2ယောက်ရှိပါတယ် Jonathan Hakari နဲ့ဒီ Jonathan ပါဒီပွဲစဉ်ရဲ့တစ်ခုတည်းတော့ MMA တွဲဆိုင်ကတော့ Andrea No နဲ့ Yuya တို့ရဲ့ပွဲစဉ်မှာသူတို့နှစ်ယောက်ကလွတ်နေတဲ့ flyweight ကပတ်ကိုလွတ်ရမှာပါဒီကပတ်ကတော့လွတ်နေတာတော်တော်ကြာပါပြီအခုမှပဲလူဖြစ်ကြတာပါဒီတွဲဆိုင်ထက်မှာလူစိတ်ဝင်စားမှုဒုတိယမြောက်အများဆုံးရရှိနေတဲ့ပွဲကတော့ Super Light နဲ့နာဘေးတဲ့ပွဲပါSuper Light နဲ့နာဘေးကပထမဆုံးအကြိမ် body shot ထိမှမောက်သွားတာပါအခုပွဲကမကြေပွဲပြန်တည်တဲ့ပွဲပါနာဘေးနဲ့ Super Light ပွဲဖြစ်ရခြင်းရဲ့အကြောင်းရင်းကနာဘေးနဲ့နီခိုတို့ပွဲဖြစ်တာကနေစပြီးမှအကြောင်းဖန်လာတာပါနာဘေးက Super Light နဲ့မကြေပွဲပြန်တည်ဖို့ချက်ထရီကိုတောင်းဆိုထားတော့တယ်နာဘီနီကိုကိုအနိုင်ရတဲ့ပွဲမှာနာဘီရဲ့စမ်းဆောင်ရည်ကိုချက်ထရီအနေနဲ့သဘောကျသွားတော့တယ်ဒါကြောင့်မို့ဒီအခွင့်အရေးကိုနာဘီကိုပြန်ပေးလိုက်တာပါစူပါလက်ကတော့ကပတ်နှစ်ခုကိုလော့ဆယ်ပိုင်ဆိုင်ထားတယ်ဒီထက်ကတစ်ခုကိုနာစင်ခေါ်တာပါစူပါလက်အကြောင်းကိုပြောရမယ်ဆိုရင်စူပါလက်က game plan ကိုကောင်းကောင်းအသုံးချတတ်တဲ့ကစားသမားလို့ပြောလို့ရတယ်သူရဲ့ခြေခံချက်တွေကအရန်ကောင်းတယ် body shot နိုင်တာတွေကအရန်ကောင်းတယ်ဒါကြောင့်မို့စူပါလက်ကဒီမွေထိုင်းကို kickboxing မှာရောအနိုင်ရခက်ခဲတဲ့ fighter 9ယောက်ကိုဆက်တက်အနိုင်ယူပြထားတာဖြစ်ပါတယ်ဒါပေမဲ့ Super Leg ရဲ့အားနည်းချက်ကလည်းရှိပါတယ်ဒါပေမဲ့အနေနဲ့ Super Leg ရဲ့အားနည်းချက်ကိုကောင်းကောင်းရှာပြီးမှ game plan ဆွဲပြီးမှဒီပွဲမှာကစားမယ်ဆိုရင်တော့သူ့အတွက်အနိုင်ရဖို့အခွင့်အရေးရနိုင်ပါတယ်ဒီပွဲစဉ်ရဲ့ကိုမင်း event အနေနဲ့ကထဝိုင်ချိုင်းနဲ့မစကီတို့ထုတ်ထပ်ရမှာပါထဝိုင်ချိုင်းကအသက်25နှစ်ထိုင်းနိုင်ငံသားအရက်ကတော့9ပေ10လက်မှာပွဲပေါင်းဆက်ပွဲထိုးထားတယ်10ပွဲနိုင်တယ်တပွဲပဲရှုံးထားတယ်ခြေခံချက်အရန်ကောင်းတယ် record ကအရန်ကောင်းတယ်မစကီကတော့ဂျပန်နိုင်ငံသားအသက်32နှစ်အရက်က9ပေ10လက်မှာ record က One Championship မှာပွဲပေါင်း3ပွဲထိုးတယ်နှစ်ပွဲရှုံးတယ်တစ်ပွဲပဲအနိုင်ရသေးတယ် Main event အနေနဲ့ Rocktan နဲ့ Takeru တို့ကပြင်ပြိုင်ထိုးတိုင်းမှာပါဒီပွဲကကမ္ဘာလူပွဲမဟုတ်ပါဘူးဒါပေမဲ့ဂျပန်နိုင်ငံမှာကောထိုင်းနိုင်ငံမှာကောလူစိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့တွဲဆိုင်တစ်ခုဖြစ်ပါတယ် Rocktan ကတော့ပွဲပေါင်း326ပွဲထိုးထားတယ်ဒီထဲမှာ282ပွဲအနိုင်ရရှိထားတယ်အကုန်ရှိတယ် knock out power လေးရှိတယ်နေတဲ့ scale တော့မဟုတ်ဘူးဒီပွဲကတကယ်ဆရာကြီးများတွေ့ဆုံရမယ့်ပွဲကြောင်း
တကယ်ကိုကြည့်တင်တဲ့ပွဲတစ်ခုဟုတ်တယ်အခဲတို့အနေနဲ့ကလည်းသူပိုင်တဲ့ခစ်ပေါင်စိန်သူ့ရဲ့ပြိတ္တသူ့ရဲ့အိမ်ကွန်းမှာထိုးတတ်ရမှာကြောင်းမို့သူရှုံးလို့မဖြစ်တဲ့ပွဲပါဒါကြောင့်မို့အခုတလောသူ့ရဲ့ social media မှာသူအမြင့်ထန်တန် training ဆင်းနေတဲ့ video clip တွေကိုခက်စစ်စစ်တွေ့လိုက်ရတယ်သူဆိုတော့ဒီလိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့172ပွဲစဉ်မှာ Bay Fighter ကအနိုင်ရရှိသွားမလဲဆိုတာကိုMars 23မှာကျွန်တော်နဲ့အတူတူစောင့်ကြည့်အောင်ပါဝေးပြရတဲ့အချိန်တွေကိုလည်းအချိန်မီဒီအကောင့်မှာပဲကျွန်တော်ပြန်တင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ channel ကို like and subscribe ပြုလုပ်ပေးဖို့ထပ်မံတိုက်တွန်းပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်